Islam မှာခါချက်ပေးခဲ့တဲ့ဒီဖိုးတန်အချမ်းချမ်းစကားတစ်ခုဟာခါပစ်နာမကိုမီတော့အတွက်တော့သူကစားသမားဘဝရဲ့အရေးကြီးဆုံးနိုင်ပွဲတွေကတပွဲကိုအပိုင်ချုပ်ယူနိုင်ဖို့ဖြစ်လာခဲ့ပါတယ်။အချိန်ကတော့2016ခုနှစ်ခါပစ်တယောက်အလွန်အန္တရာယ်များတဲ့အလဲထိုးဘရင်မိုက်ကယ်ဂျွတ်ဆင်နဲ့ရင်ဆိုင်ဖို့ဖြစ်လာခဲ့တဲ့အချိန်ပေါ့။ဂျွတ်ဆင်ဆိုတာလက်သီးမျက်နှာအလွန်ကြောက်ဖို့ကောင်းပြီးထိတ်တန့်စင်ခေါ်သူတွေကိုအပြတ်သက်အနိုင်ယူလက်ရှိတဲ့လူသက်သမားတစ်ယောက်ပါ။အဲ့ဒီအချိန်တုန်းကဂျွတ်ဆင်ဟာတိုနီဖာဂူဆန်အက်ဆန်ဘာဘိုဇာနဲ့ဒက်စတင်ပွိုင်ရီယာတို့လိုထိပ်သီးတွေကိုအနိုင်ယူထားပြီးလိုက်ဝိတ်တန်းရဲ့တကယ်အန္တရာယ်ရှိဆုံးကောင်ဖြစ်နာမည်ကြီးနေတာဖြစ်ပါတယ်။ခါပစ်အတွက်တော့ဒီပွဲကအရှုံးမခံနိုင်တဲ့ပွဲပါသူဟာတပွဲမှမရှုံးသေးတဲ့စံချိန်ကိုထိန်းထားနိုင်ပေမဲ့ဒဏ်ရာတွေကြောင့်နှစ်နီးပါးလောက်ကျိုးဝိုင်းနဲ့ဝေးကွာခဲ့ရလို့ဒီပွဲဟာသူမျှော်လင့်နေတဲ့ချန်ပီယံလူပွဲစီတက်လန်းဖို့အတွက်အဆုံးဖြတ်ပွဲဖြစ်နေခဲ့ပါတယ်။ခါပစ်ကပွဲမစခင်မှာအနိုင်ရဖို့ရေပန်းစားနေပေမဲ့ဂျွတ်ဆင်ရဲ့ကျွမ်းကျင်မှုနဲ့ယုံကြည်မှုတွေကခါပစ်ကိုတကယ်ကိုဒုက္ခပေးနိုင်တဲ့အနေအထားမှာရှိနေခဲ့တာပါ။ပွဲစားတာနဲ့ဂျွတ်ဆင်ရဲ့ထက်မြက်လာတဲ့လက်တီးချက်တွေကအလုံးစားလုပ်ပါတော့တယ်ခါပစ်ရဲ့တည်ငြိမ်မှုကိုစမ်းသပ်တဲ့အနေနဲ့ပြင်းထန်တဲ့လက်တီးချက်ချို့ထိမှန်ခဲ့ပေမဲ့အဲ့ဒီလက်တီးချက်တွေကပဲဒါဂီစတန်သားကြီးရဲ့တိုက်ခိုက်လို့စိတ်ကိုပိုပြီးမိမွေးပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။မကြခင်မှာပဲခါပစ်ဟာသူ့ရဲ့ထုံးစံအတိုင်းပြိုင်ဘက်ကိုအနီးကပ်တွန်းကပ်ပြီးတန်ကွင်းတောင်မှာပိတ်ဆို့ကချန်ပီယံဘော်ကိုဆွဲလဲပစ်လိုက်ပါတော့တယ်။လူချင်းမြေပြင်ပေါ်ရောက်သွားတဲ့အချိန်မှာတော့ပွဲခြေနေကတစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါပြီ။ခါပစ်ရဲ့မနားတမ်းပေးတဲ့ဖိအားတွေအသက်ရှူရကျက်စေတဲ့ချုပ်ကွက်တွေနဲ့ပြင်းထန်လာတဲ့မြေပြင်ထိုးချက်တွေကြောင့်ဂျွတ်ဆင်တယောက်ဗမာယုံမရတော့ပဲပိတ်မိနေခဲ့ပါတယ်။အမေရိကန်သားကြီးဂျွတ်ဆင်ဟာအောက်ကနေရုံထွက်ဖို့စ조사ပြီးချုပ်ကွက်တစ်ခုနဲ့ပြန်လည်တိုက်စစ်ဆင်ဖို့စ조사ခဲ့သေးပေမဲ့ခါပစ်ရဲ့အသာစီးရမှုကတော့အကျွမ်းမဲ့ပါပဲ။အဲ့ဒီလိုတရက်ဆက်အသာစီးယူထိုးတက်နေတဲ့အချိန်ဟုန်အလဲမှာပဲအဆုံးဖြတ်အခိုက်အတန့်တစ်ခုရောက်ရှိလာခဲ့ပါတယ်။ခါပစ်ရဲ့နီးပြတ်တောင်းကနေအစ္စလမ်မာခါချက်ကရိုးရှင်းပေမဲ့ပွဲပြက်စေမဲ့ညွှန်ကြားချက်တစ်ခုကိုလမ်းអော်လိုက်ပါတယ်။ကီမူယာကျုပ်ကွက်ကိုတုံးလိုက်တော့ဆိုရဲ့အတန်ကြောင့်ခါပစ်ဟာဘာမှဝေခွဲမနေပဲချက်ချင်းဆိုသလိုအကွက်ပြောင်းပြီးဂျွတ်ဆင်ရဲ့လက်မောင်းကိုတီးတန့်ခွဲထုတ်ကတိကျတေချာလောက်တဲ့အင်အားနဲ့ချုပ်ကွက်ကိုစတင်ပေးလိုက်ပါတော့တယ်။အဲ့ဒီလိန်ချိုးလိုက်တဲ့အင်အားကပြင်းထန်လွန်းတာကြောင့်ဂျွတ်ဆင်တယောက်လက်ပုတ်ပြီးအရှုံးပေးဖို့ကလွဲလို့တခြားလမ်းမရှိတော့ပါဘူး။ဒီနိုင်ပွဲဟာခါပစ်ကိုဒီအားကစားလောက်ခဲ့တဲ့တာစီယာခတ်ဆုံးအင်အားစုကြီးတစ်ခုအဖြစ်ထပ်မံသက်သေပြလိုက်ရုံတင်မကပဲအသင်းဖွဲ့စိတ်တက်နဲ့အပြန်လန်ယုံကြည်မှုရဲ့ဆွမ်းအားကိုပါမိမောင်းထုတ်ပြသွားခဲ့ပါတယ်။မာခါချက်ပြည့်အချိန်ကိုက်ပေးလိုက်တဲ့အကြံဉာဏ်စကားတစ်ခုဟာတာမန်တာစီရတဲ့ပွဲတစ်ပွဲကနေနှစ်ပေါင်းများစွာအထိလူပြောသူပြောများမဲ့တမိုင်းဝင်အောင်ပွဲကြီးတစ်ခုအဖြစ်ပြောင်းလဲပေးလိုက်ပါတော့တယ်ခါပစ်ကိုအားပေးတဲ့ပရိသတ်တွေရှိရင်မမပြောသွားကြပါဦးနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက်ဝဲဗီဒီယိုတွေကိုအဆက်မပြတ်ကြည့်ရှုခြင်းရင်တော့အသေးလေးပေးပြီး follow နှိပ်သွားဖို့မမေ့ပါနဲ့နော်